အမ်ဘာပေနဲ့ဒမ်ဘီလီတို့ရဲ့သွင်းကိုတွေနဲ့မော်ရိုကိုအသင်းကိုအနိုင်ယူပြီးဆီမီဖိုင်နယ်ကိုတသားရတက်လန်းနိုင်ခဲ့တဲ့ပြင်သစ်အားလုံးပဲမင်္ဂလာပါများရန်ကျော်အွန်လိုင်းပတင်စာပေကနေအားလုံးကိုပြန်လည်ကြိုးလဲပါတယ်ဘော့စတိုမှာကစားခဲ့တဲ့ကမ္ဘာ့ကွာတာဖိုင်နယ်ပထမပွဲအဆင့်မှာချန်ပီယံဖြစ်ဖို့ရည်ပန်းစားနေတဲ့ပြင်သစ်အသင်းကမော်ရိုကိုအသင်းကို2-0နဲ့နိုင်ရပြီးဆီမီဖိုင်နယ်တက်လန်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဒီပွဲမှာပြင်သစ်အသင်းကောင်းဆောင်ခီလီယန်အမ်ဘာပေက29မိနစ်မှာပနတီလွဲချော်ခဲ့တာကိုစိတ်ပြတ်မသွားပဲအသင်းအတွက်အကောင်းဆုံးခြေစွမ်းပြသွားခဲ့ပါတယ်ပရိုင်းမှာအမဘီကြောင့်ပြင်သစ်တို့ပနတီအားခဲ့ပေမဲ့ကန်သွင်းမှုအချိန်တော်ကြာဆောင်တိုင်းခဲ့ပြီးတဲ့နောက်သူ့အားပြောတဲ့ကန်ချက်ကိုမော်ရိုကိုကိုသမားရာဆင်ဘိုနုကကာဝယ်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းအမဘီကိုတားဆီးဖို့မလဲကူခဲ့ပဲဒုတိယပိုင်းမှာတော့သူကိုယ်တိုင်တကိုးသွင်းယူခဲ့သလိုဥစပန်တမ်မီလီကိုသွင်းနိုင်ဖို့လည်းလှလှပပဖန်တီးပေးခဲ့ပါတယ်။မော်ရိုကိုအသင်းကတော့တန်ရာရသွားတဲ့အစ္စလမ်မေဆိုင်ဘာရီမပါဝင်နိုင်တာကြောင့်တိုက်စစ်ပိုင်းမှာထိရောက်တဲ့ချင်းချောင်းမှုတွေမလုပ်နိုင်ခဲ့ပဲကွာတာဖိုင်နယ်အဆင့်ကနေပြိုင်ပွဲကိုနှုတ်ဆက်သွားခဲ့ရပါတယ်။ဒီနေ့ပွဲအစင်မှာသွင်းကိုသွင်းယူခဲ့တဲ့အမ်ဘာဘေအနေနဲ့ဒီနေ့ကမ္ဘာရဲ့သွင်းကိုရှိလာခဲ့ပြီဖြစ်တယ်လို့ဂိုးသွင်းအများဆုံးစားမဖြင့်လီယိုနယ်မန်စီနဲ့ပူရရည်တည်နေတာလည်းဖြစ်ပါတယ်။ဒီပြကြီးဒေးရွှဲပြင်သစ်ကအခုဆိုရင်ကမ္ဘာဆီမီဖိုင်နယ်ကို3ကြိမ်ဆက်တိုက်တက်ရောက်ခဲ့တဲ့မှတ်တမ်းကန်းကိုပိုင်ဆိုင်ခဲ့ပြီဖြစ်တယ်လို့3ကြိမ်ဆက်ဖိုင်နယ်တက်ရောက်တဲ့အသင်းဖြင့်တမိုင်းကောင်းတစ်ခုရေးထိုးဖို့လည်းခြေနေကောင်းနေပြီဖြစ်ပါတယ်။ဘာပဲပြောကမ္ဘာအဆင့်6မှာရည်တည်နေတဲ့မော်ရိုကိုလိုအသင်းမျိုးကိုအေးအေးဆေးဆေးနဲ့ပဲကမ္ဘာချန်ပီယံလောင်းခြေစွမ်းမျိုးနဲ့အနိုင်ယူပြခဲ့တဲ့ဒေးရွှဲနေပြကိုတော့ကျွန်တော်တို့တွေမဖြစ်မနေချီးကျူးရမှာဖြစ်ပါတယ်။ဒီပြဒေးရွှဲအသင်းဟာဆီမီဖိုင်နယ်မှာစပိန်ဒါမှမဟုတ်ဘယ်လ်ဂျီယံအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။